ဒီနေ့ဒီစီမှာကျောင်းသူကျောင်းသားများဒီ2023နှစ်မှာကျွန်တော်တို့ဒီမှာ fellowship အနေနဲ့နောက်ဆုံးနေ့ဟောင်းကိုနှုတ်ဆက်ရတဲ့နေ့တွေကိုကျူကြမှာဖြစ်တယ်ကျွန်တော်တို့မြန်မာပြည်ကြီးကိုလည်းတရိယာနဲ့ဆုတောင်းပေးပါတယ်မြန်မာပြည်သက်ခရစ်တော်ပြည်ဆိုတဲ့တခြင်းနဲ့ကုန်တော်ချင်းဝမ်းမှာဖြစ်တယ်